င်္ဂလာပါမင်္ဂလာပါနေကောင်းပါသလားဒီကနေ့မှာတော့မင်းနဲ့ငါဒီဘေးတစ်ခုကျင်းပလာမှာဖြစ်ပါတယ်ဆွေးနွေးညှိခုံကြမယ်စိတ်ဝင်စားစရာလည်းကောင်းတာဘယ်အကြောင်းအရာကိုဆွေးနွေးချင်ပါသလဲမင်းကအသက်ကြီးတဲ့လူတွေကပို့ပြီးတော့အုံနောက်ဉာဏ်ရှိတယ်အဲ့လိုဘက်ကနေပြီးငါကအသက်ကြီးတဲ့လူတွေကအုံနောက်ဉာဏ်နည်းတယ်ဆိုတဲ့ဘက်ကနေနေပြီးမယ်ရှေးတုန်းကလူတွေကမင်းကအုံနောက်ဉာဏ်ပိုရှိတယ်ဆိုတဲ့ဘက်ကနေပြီးကောင်းပြီသဘောတူတယ်အသက်ကြီးသူတွေကပုံမညာပညာရှိတယ်ဆိုတဲ့ဘက်ကနေနာစတင်ဆွေးနွေးပါမယ်သူတို့မှာဘဝပေါင်းစုံကကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေတင်ယူခဲ့ရတဲ့သင်ခန်းစာတွေရှိတယ်ဒါတွေကသူတို့ကိုပို့ပြီးတော့ပိုင်းခြားသုံးသပ်နိုင်စွမ်းနဲ့ပညာရှိတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပေးတယ်လို့နိုင်ယုံကြည်တယ်နေရဲ့အမြင်ကဘယ်လိုလဲရှေးတုန်းကလူတွေကအုံနောက်ဉာဏ်ပို့ပြီးတော့နည်းတယ်အခုခေတ်လူတွေကအုံနောက်ဉာဏ်ပိုရှိတယ်ရှေးတုန်းကလူတွေကစီးပွားရှာဖို့အတွက်တို့ဘာလို့ဆိုသိမရှိဘူးဟုတ်တယ်အခုခေတ်မှာဤပညာနဲ့ပညာရေးစနစ်တွေတိုးတက်လာတာနဲ့အမျှလူငယ်တွေရဲ့ဦးနှောက်စွမ်းရည်တချို့ပုံပေါ်ထက်မြက်လာတာရှိနိုင်ပါတယ်ဒါပေမဲ့အသက်ကြီးသူတွေမှာလည်းဘဝတစ်လျှောက်လုံးစုဆောင်းနေခဲ့တဲ့အသိပညာနဲ့အတွေ့အကြုံတွေကတန်ဖိုးမခံနိုင်တဲ့ဉာဏ်ပညာတွေဖြစ်တယ်ဆိုတာကိုမမေ့သင့်ဘူးနော်မင်းကတော့ဘယ်လိုရှုထောင့်ကနေမြင်လဲမင်းပြောတာလည်းမှန်ပါတယ်တက်ကြီးတကားတက်ငယ်ကြဆိုတာလည်းရှိတယ်ရှေးယူလည်းမပယ်နဲ့ဈေးသုံးလည်းမကြွေနဲ့ဆိုတဲ့မြန်မာစကားပုံလည်းရှိတယ်ကွာဒါပေမဲ့ရှေးတုန်းကလူတွေကစီးပွားရေးတွေပါတယ်ဆိုတာလုပ်ဖို့မရှိဘူးကွာသူတို့ကတားကားရှာခြင်းရင်တော့မှကြောက်ခေတုံးကဆိုရင်ဝက်လုံးတစ်လုံးကိုကြောက်ခဲနဲ့ပတ်ချီပြီးတော့မှအဲ့ဒီတားကားကိုအမဲလိုက်ကြတယ်ရှေးခေတ်တုန်းကစီးပွားရေးဆိုတာကအခုခေတ်လိုရှုပ်ထွေးတာမျိုးမရှိခဲ့တာမှာပါတယ်ဒါပေမဲ့သူတို့ခေတ်နဲ့သူတို့အသက်ရှင်တန်ဖိုးတဲ့စာဝတ်နေရေးနဲ့လုံခြုံရေးတဲ့စူးစမ်းခဲ့ကြတာမှာပါတယ်အမဲလိုက်တာစိုက်ပျိုးရေးလုပ်တာစားတွေကသူတို့ရဲ့စီးပွားရေးပုံစံတွေပေါ့အခုခေတ်လူငယ်တွေကပို့ပြီးတော့ခင်မီတဲ့နီလာတွေနဲ့စီးပွားရှာကြတယ်ဆိုပေမဲ့အခြေခံစဉ်းစားပုံကတော့အတူတူပဲမဟုတ်ဘူးလားရှေးတုန်းကလူတွေကသူတို့ကဒီလောက်ခက်ခဲရှုပ်ထွေးတဲ့နေပယ်ကြီးကိုမဖြတ်တန်းရဘူးပေါ့နော်သူတို့ဘဝရိုးရှင်းတယ်အိတ်တယ်အိတ်ရထားတယ်အမဲလိုက်တယ်ပြန်အိတ်တယ်ဆက်ပြောပါမင်းအရှုံးပေးသွားတာလားဘာလဲမင်းကအရှုံးပေးသွားတာလားမဟုတ်ပါဘူးငါတို့ဆွေးနွေးမှုကအမြင်ချင်းဖလှက်တာလေမင်းရဲ့အမြင်ကိုလည်းနားလည်သဘောပေါက်ပါတယ်ဒါပေမဲ့ဉာဏ်ပညာဆိုတာကိုဘယ်လိုတိုင်းထားမလဲဆိုတာကတော့စဉ်းစားစရာတစ်ခုပဲနော်ဘာလို့လဲဆိုတော့တချို့ကပညာရေးကိုဉာဏ်ပညာလို့သတ်မှတ်ကြသလိုတချို့ကလည်းဘဝအတွေ့အကြုံကိုဦးစားပေးကြလို့ပဲမင်းကတော့ဘယ်လိုသတ်မှတ်ချင်လဲမင်းကဒါဆိုရင်တက်ကြီးတဲ့လူနဲ့တက်ငယ်တဲ့လူအကြောင်းမဆွေးနွေးချင်တော့ပဲဉာဏ်ပညာအကြောင်းဆွေးနွေးချင်တာလားရတယ်လေဉာဏ်ပညာအကြောင်းကိုငါပြောပြမယ်ဉာဏ်ပညာဆိုတာကစာပေတွေကိုသင်ယူတတ်မြောက်လာတဲ့ဟာကိုဉာဏ်ပညာလို့ခေါ်တာမဟုတ်ဘူးကောင်းပြီဉာဏ်ပညာရဲ့အတိတ်ကံကိုဆက်ဆွေးနွေးကြမယ်ကောမင်းပြောသလိုပဲစာပေတွေကိုတတ်မြောက်ရုံနဲ့ဉာဏ်ပညာရှိတယ်လို့တတိချပြောလို့မရနိုင်ဘူးတကယ်ဉာဏ်ပညာဆိုတာကဘဝမှာကြုံတွေ့ရတဲ့အခြေအနေတွေကိုဘလို့နားလည်သဘောပေါက်ပြီးမှန်ကန်စွာပိုင်းခြားဆုံးဖြတ်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်လို့ငါထင်တယ်မင်းကတော့ဘယ်လိုမြင်လဲစာတတ်တဲ့လူနဲ့အုံနောက်ဉာဏ်ပညာရှိတဲ့လူငါခွဲခြားပြမယ်လူတစ်ယောက်ကသူ့ရဲ့တည်မဲ့အရေးကြုံလာတဲ့အခါမှာအဲ့ဒီကြုံတည်မဲ့အရေးကိုကာကွယ်ပြီးတော့မှသူ့ရဲ့ဉာဏ်ပညာနဲ့သူ့ရဲ့အသက်ကိုကယ်နိုင်တယ်ပေါ့နော်သိမဲ့အရေးကြုံလာတဲ့အခါမှာကိုကာကွယ်ဖို့စွမ်းဆောင်နိုင်တဲ့ကဉာဏ်ပညာတစ်မျိုးလို့မင်းဆိုလိုတာလားဟုတ်တယ်ဒါဆိုရင်ဉာဏ်ပညာဆိုတာကအသက်ရှင်တန်ဖို့အတွက်လက်တွေ့ကျတဲ့စွမ်းရည်နဲ့ဆုံးဖြတ်ချက်ချနိုင်မှုလို့အတိအပြတ်ဖွင့်ဆိုလို့ရမလားပညာတတ်တာနဲ့ဉာဏ်ပညာရှိတာကတူတယ်လို့မင်းမထင်ဘူးပေါ့နော်မထင်ပါဘူးလူတစ်ယောက်ကသူ့ရဲ့တက်ကျွမ်းလာတဲ့အတတ်ပညာတွေနဲ့ပေါမောက္ခတွေဖြစ်ပါစေအောင်တော့သူဟာသူ့တည်မဲ့ရေးကိုအဲ့ဒီပညာတွေနဲ့ပြသမှတည်မယ်ဆိုရင်တော့မှသူ့အသက်တည်ပြီးပြသသွားမယ်ပေါ့ဉာဏ်ပညာရှိတဲ့လူဆိုရင်တော့မပြဘူးပေါ့နော်
မှန်တာပေါ့လူတစ်ယောက်ကသူ့ရဲ့တေဘေးကြုံလာတဲ့အခါမှာသူ့ရဲ့အတတ်ပညာတွေကမကယ်နိုင်မနဲ့သူ့ရဲ့အုံနောက်ဉာဏ်ပညာရှိမှုကပဲသူ့ကိုကယ်နိုင်မှာပေါ့နော် ငါနားလဲပါတယ်မင်းဆိုလိုတာကကန္တာတစ်ခုစီမှာအရေးပါဖို့မတူညီနိုင်ဘူးကောဉာဏ်ပညာကပို့ပြီးတော့တကယ်ကိုရှင်းတတ်ဖို့အတွက်တိုက်ရိုက်တက်ဆိုင်တယ်လို့မယုံကြည်လိုက်ဒီအချက်ကိုတော့နားလက်ခံပါလေတချို့အခြေအနေတွေမှာပညာရက်ဆိုင်ရာဘုံတူတာထက်အတွေ့အကြုံနဲ့ရလာတဲ့ဉာဏ်ပညာကပို့အရေးကြီးနိုင်တာပေါ့ မင်းကပုံမြင်တစ်ခုပြောပြမယ်လူတစ်ယောက်ကသူ့ရဲ့အသက်တေဖို့ကြုံလာတဲ့အခါမှာသူကအဲ့ဒီသူ့ကိုတက်တဲ့ဆက်တွေကိုသူကဝင်နေဒါပေမဲ့အဲ့ဒီအချိန်မှာဆက်ကပြက်နေတယ်ပေါ့နော်အဲ့တော့ငါမှပညာတက်တယ်ငါဟာအဲ့ဒီဆက်ကိုပြင်နိုင်တယ်လို့ပြောလိုက်တယ်ဒါနဲ့သူကအဲ့ဒီပညာတွေနဲ့အင်ဂျင်နီယာပညာတွေနဲ့အဲ့ဒီဆက်ကိုပြင်ပေးလိုက်တယ်ခဏနေကြတော့လာပြင်ပြီးတော့ပြီမင်းကနောက်တစ်ချိန်ထပ်တက်မယ်ဆိုပြီးတက်လိုက်တော့သူတေသွားတယ်ဒါဟာသူဟာပညာတက်ပဲပေါ့နော်ပညာမရှိဘူးပေါ့ စိတ်ဝင်စားစရာပုံမြင်လေးပါပဲမင်းရဲ့အသေးဖန်ဖွင့်ဆိုချက်အရာဆိုရင်တကယ်ဉာဏ်ပညာဆိုတာကအခြေအနေကိုမှန်ကန်စွာပိုင်းခြားနိုင်ပြီးကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တာကိုဆိုလိုတာကပညာတတ်ရုံနဲ့မလုံလောက်ပဲဉာဏ်ပညာပါမှအသက်ဘေးကနေလွတ်မြောက်နိုင်မယ်လို့မယုံကြည်တယ်ငါတို့ရဲ့ဆွေးနွေးမှုကပညာနဲ့ဉာဏ်ပညာရဲ့ကွာခြားချက်ကိုပိုရှင်းလင်းစေတယ်နော် ဟုတ်တယ်မင်းလည်းငါလိုမျိုးပညာဉာဏ်ပညာရဲ့အားသာချက်တွေကိုပြောပြပါအောင်ပညာတက်တွေရဲ့အားနည်းချက်နဲ့ဉာဏ်ပညာရှိမှုရဲ့အားသာချက်တွေကိုပြောပြပါအောင် ပညာတတ်သူရဲ့အားနည်းချက်ကတော့တစ်ခါတလေ theory ဘိုင်းကိုအာရုံစိုက်ပြီးလက်တွေ့ဘဝမှာအသုံးချဖို့ခက်ခဲနိုင်တာမျိုးရှိနိုင်ပါတယ်ပြီးတော့ရရှိထားတဲ့အသိပညာအပေါ်မှာပဲမိခိုလုံးအားကြီးပြီးဖွင့်လင်းမြင်သာမှုနည်းပါးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဉာဏ်ပညာရှိသူတွေကတော့ဘဝရဲ့ရှုပ်ထွေးမှုတွေကိုကြောက်လွှားနိုင်တဲ့စွမ်းရည်စာနာမှုနဲ့လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တာမျိုးဖြစ်ပါတယ်ဘယ်လိုဖြစ်လဲ နင်းပြတဲ့ပုံမြင်ကနည်းနည်းတော့ကောင်းတယ်ပေါ့နော်ငါပုံမြင်တော့မကောင်းဘူးဘာလို့လဲဆိုတော့ငါပုံမြင်မှာကလူတစ်ယောက်ကသူ့ကိုတတ်ဖို့အတွက်ဆက်ထဲကိုဝင်ခိုင်းတယ်အဲ့ဒီဆက်ကပြက်နေတော့သူ့ကိုတက်လို့မရဘူးအဲ့ဒီတော့သူကထပြောတယ်ငါ့ကိုတက်လို့မရတာမင်းဆက်ပြက်နေလို့မင်းဆက်ကိုငါပြင်တတ်တယ်ဆိုပြီးသူကပြင်ပေးလိုက်တယ်ခဏနေကြတော့ပြင်ပြီးသွားတဲ့အချိန်မှာသူ့ကိုတက်ကြည့်လိုက်တယ်သူတည်သွားတယ်ဒါဟာသူတက်တဲ့ပညာကသူ့ကိုပြန်တက်သွားတာသူကိုယ်တိုင်ကအဲ့ဒီဆက်ကိုဘာကြောင့်ပြင်ပေးရတာလဲတကယ်ဆိုသူအုံနောက်ဉာဏ်ရှိတဲ့လူဆိုပြင်မပေးဘူးပေါ့ မှန်တယ်မင်းရဲ့ပုံလေးကပညာကိုဘယ်လိုမြင်လဲဆိုတဲ့ရှုထောင့်ကိုပို့ပြီးထင်ရှားစေတယ်။ဉာဏ်ပညာဆိုတာကအသိပညာကိုဉာဏ်နဲ့ယဉ်ပြီးအကျိုးရှိရှိအသုံးချနိုင်တဲ့ကိုဆိုလိုရင်းဖြစ်ပုံရတယ်။ဒါဆိုရင်ပညာနဲ့ဉာဏ်ပညာဟာတစ်ခုနဲ့တစ်ခုဆက်ဆံနေပေမဲ့တူညီတဲ့အရာတော့မဟုတ်ဘူးလို့သတ်မှတ်နိုင်မလား မှန်လားပေါ့โอเคနောက်နေ့မှတွေ့မယ်ဒါပဲเนาะ ။ကောင်းပါပြီ။နောက်တစ်ခါပြန်ဆွေးနွေးကြမယ်နော်။တော်တော့မယ်။ ဘာဖြစ်သွားတာလဲ